ထူးဆန်းတဲ့ရထလုံးနဲ့မော်နန်းတော်ညနေတကောင်မှာတောအုပ်ကြီးကတိတ်ဆိတ်လို့ဒါပေမဲ့အဲ့ဒီတိတ်ဆိတ်မှုနောက်ွယ်မှာတော့ကစားချေဖို့စောင့်ဆိုင်နေတဲ့ဝိညာဉ်တစ်ခုနဲ့ထူးဆန်းတဲ့လျှို့ဝှက်မော်နန်းတော်ကြီးတစ်ခုရှိနေပါတယ်ဒီဇလန်းဟာစစ်မှန်တဲ့အချစ်သစ္စာဖောက်မှုနဲ့လောဘစောတိုက်ခဲ့တဲ့ဘရင်တစ်ပါးရဲ့နောက်ွယ်ကရက်ဆက်လာတဲ့လျှို့ဝှက်ချက်တွေကိုဖော်ထုတ်သွားမှာပါမင်းသားဒေဝတယောက်သူ့ရဲ့ညီမလေးကိုကယ်တင်ရင်းနဲ့သူ့ဖခင်ရဲ့မကောင်းမှုတွေကိုဘလို့ရင်ဆိုင်သွားမလဲမိဘမဲ့မိန်းကလေးသူ့ကလေးယာနဲ့အညိုးတေးတွေပြည့်နေတဲ့မိုးဟန်တို့ကြားမှာရောဘလို့ပတ်သက်မှုတွေရှိနေမလဲကဲအမှန်တရားနဲ့အမှားကြားကရင်ခုန်စိတ်လှုပ်ရှားဝယ်ဇလန်းလေးကိုအတူတူနားဆင်လိုက်ကြရအောင်နော်ကျမရဲ့ channel လေးကိုနားဆင်နေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမရဲ့ channel လေးကနေပရိသတ်ကြီးတို့အတွက်စိတ်ဝင်စားဖွယ်ပုံမြင်လေးတွေကိုတင်ဆက်ပေးနေတာပဲဖြစ်ပါတယ်ရှင်ဒီနေ့မှာတင်ဆက်ပေးမှာကတော့ထူးဆန်းတဲ့ရထလုံးနဲ့မှော်နန်းတော်ဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်ဗီဒီယိုလေးမစခင်မှာကျမရဲ့ channel လေးကို like and subscribe နှိပ်သွားပေးဖို့နဲ့ဘေးနားမှာရှိတဲ့ notification bell လေးကိုနှိပ်ပေးခဲ့ဖို့အတွက်တောင်းဆိုချင်ပါတယ်ရှင်မင်းသားဒီဝါကတောအုပ်ကြီးကိုဖျက်ပြီးသူ့တိုင်းမြေကိုမြင်းစည်းပြီးပြန်လာနေတာပေါ့အဲဒီလိုလာရင်းနဲ့တောရဲကမြေကမ်းတစ်ပေးမှာရက်နေတဲ့ထောမောလှပတဲ့မင်းကလေးတယောက်ကိုလှမ်းမြင်လိုက်ရတယ်ဒီလိုတောနဲ့ကြီးထဲမှာမင်းကလေးတယောက်တည်းဖြစ်နေတော့မင်းသားကမြင်းလိုရက်ပြီးစဉ်းစားမိတယ်အလိုဒီတောမြက်မဲကြီးထဲမှာဒီမင်းကလေးကဘာလို့တယောက်တည်းရှိနေတာပါလဲမြစ်ကိုလည်းစိုက်ကြည့်နေပါလားကြည့်ရတာတော့တခုခုပဲလို့တွေးပြီးမင်းသားကမြင်းမော်ကဆင်းကခြေတံလေးလုံအောင်ရှောက်ပြီးအနောက်ကနေကတ်သွားလိုက်တယ်ထိုအချိန်မှာပဲမိန်းကလေးကမျက်လုံးလေးမိတ်ပြီးမြစ်ထဲခုန်ချတော့မဲ့အလုံးမှာမင်းသားကလက်ကိုဖမ်းဆွဲလိုက်ပြီးဟေးနေအောင်ဘာလို့တာလဲကိုတတ်သေးတာဟာအပြစ်ရှိတယ်ဆိုတာမသိဘူးလားအဲ့ဒီခါမှာမိန်းကလေးကရှိုက်ကြီးတငယ်ငိုပြီးတော့ကျမကိုသေခွင့်ပေးပါတော့ကျမမှဒီလမ်းမရှိတော့လို့ပါဘာလို့သေခြင်းရတာလဲမိန်းကလေးဘာတွေဖြစ်နေလို့လဲကျမနာမည်ကသူ့ကလေးရပါဆင်းရဲတဲ့မိသားစုကပါမိဘတွေကငငယ်လေးတွေကဆုံးသွားကြတယ်အကိုဖြစ်သူကပဲရှာကျွေးပြီးတော့ကျွေးပွဲပြုစုလာတာပါဒါပေမဲ့လွန်ခဲ့တဲ့ရက်ပိုင်းကအကိုလှုပ်သွားရကနေပြန်မလာတော့ဘူးအဲ့ဒီသတင်းကိုကြားတော့ကျမနဲ့စစ်ဆက်ထားတဲ့သူကလည်းလက်ထပ်ဖို့ညင်းပြီးပြစ်သွားတယ်အခုတော့ကျမမှဘယ်သူမှမရှိတော့ဘူးမိမမဲ့မိန်းကလေးတယောက်ကိုလူတွေကဘလို့အကြည့်နဲ့ကြည့်မလဲဆိုတာရှင်သိမှာပါကျမကဘသူ့ကိုအားကိုးရမှာလဲမိန်းကလေးဟာအဲ့လိုပြောပြီးငိုပါတော့တယ်အဲ့ဒီခါမှာတော့မင်းသားဒေဝလည်းစိတ်မကောင်းဖြစ်သွားပြီစိတ်တက်မကြပါနဲ့တက်သေးတာကပြဿနာကိုဖြေရှင်းတာမဟုတ်ဘူးဒီစကားတွေကနားထောင်လို့ပဲကောင်းတာပါလက်တွေ့မှာတော့ကျမတို့မိဘမဲ့မိန်းကလေးကိုဘယ်သူမှလက်တွဲမခေါ်ချင်ကြပါဘူးအမျက်ထုတ်ဖို့ပဲကြည့်ကြတာအမှန်တော့မင်းသားကသူ့ကလေးကိုမြင်ချင်းချစ်ပြီးသွားခဲ့တာပါအဲ့ဒါနဲ့မင်းသားကမြေပြင်မှာကျနေတဲ့စူးတစ်ချောင်းကိုကောက်ပြီးသူ့လက်မကိုထိုးဖောက်လိုက်ပြီးထွက်လာတဲ့သွေးနဲ့သူ့ကလေးရဲ့နှစ်ဖူးမှာတင်မိလိုက်တယ်ဒါကဘာလို့တာလဲမင်းသားငါမင်းကိုတကယ်စိတ်ရင်းအမှန်နဲ့လက်ထပ်လိုက်တာပါဒီနေ့ကစပြီးမင်းကငါ့ရဲ့ဇနီးပဲမင်းမှာအားကိုးစရာရှိသွားပြီကိုလည်းမိဘမဲ့လို့မပြောနဲ့တော့လာငါလည်းလိုက်ခဲ့မင်းသားကသူ့ကလေးကိုလူရဲကလှပတဲ့ဆိုင်ကြီးတစ်ခုစီခေါ်လာပြီးကဲသူ့ကလေးမင်းဒီမှာခဏနေအောင်ငါတို့ကရုတ်တရက်ကြီးလက်ထပ်လိုက်တာဆိုတော့ခမည်းတော်ကိုချက်ချင်းပြောဖို့ကမလွယ်သေးဘူးချိန်တိုင်တော့ငါအားလုံးကိုပြောပြမှာပါအခုတော့မင်းဒီမှာအေးစစ်တာနေပါအဲ့လိုနဲ့မင်းသားဒေဝဟာအဲ့ဒီဆန်အိမ်ကြီးမှာပဲသူ့ကလေးနဲ့အတူနေထိုင်ခဲ့တယ်မကြခင်မှာပဲသူ့ကလေးဟာလည်းမင်းသားကိုသူ့ရဲ့ခင်မွန်းတဲ့အဖြစ်စိတ်ထဲကနေလှိုက်လေးသတ်မှတ်သွားခဲ့တာပေါ့တရက်မှာတော့မင်းသားကသူ့ကလေးရဲ့ပုံတူပကြီးလေးကိုကိုယ်တိုင်ဆွဲပေးလိုက်တယ်သူ့ကလေးကမင်းသားဆွဲထားတဲ့ပကြီးကားကိုကြည့်ပြီးအိုးကျမပုံကိုတိတ်လှအောင်ဆွဲပေးတာပဲရှင်သူ့ကလေးခမဲတော်ကိုမင်းတောင်ပြောပြတဲ့အခါဤပကြီးကားကိုငါအရင်ဆုံးပြမှာငါသားဟာဒီလောက်ချောမောလှပတဲ့ဇနီးတွေကိုရွေးချယ်နိုင်ခဲ့တာပဲဆိုပြီးခမဲတော်အရန်ခုန်သွားမယ်ဆိုတာငါယုံကြည်တယ်တစ်ဖက်မှာတော့မင်းသားဒေဝရဲ့အဖေဘရင်ရခဒီပါဟာနန်းတော်ဥယျာဉ်ထဲမှာလမ်းလျှောက်နေတော့
သူ့ရဲ့တူရီသောသမီးတော်မင်းသမီးဆန္ဒဝရီရောက်လာတယ်။ခမဲတော်သမီးတော်တငယ်ချင်းတွေနဲ့အတူတောထဲမှာလမ်းလျှောက်ရင်းအပန်းဖြေခြင်းလို့ပါ။ကောင်းပြီသမီးသွားလေဒါပေမဲ့တောနက်ထဲထိတော့မသွားနဲ့နော်။မင်းသမီးဆန္ဒဝရီဟာသူ့ရဲ့တငယ်ချင်းတစ်ယောက်နဲ့အတူတောထဲကိုထွက်လာခဲ့ကြတယ်။တောထဲမှာအကြာကြီးလမ်းလျှောက်နေရင်သူ့ရဲ့တငယ်ချင်းကမင်းသမီးနန်းတော်ကိုပြန်ကြရင်ကောင်းမလားလို့ပြောတော့မင်းသမီးလေးကလည်းအယမ်းပင်ပန်းနေရနဲ့တစ်ပင်ကြီးတစ်ပင်အောက်မှာထိုင်ချလိုက်ပြီငါရဲ့ခြေထောက်တွေလည်းညောင်းလာပြီတငယ်ချင်းမိန်းကလေးကပတ်ဝန်းကျင်ကိုကြည့်လိုက်တဲ့အခါကြည့်ရတာငါတို့တောနက်ထဲရောက်နေပြီထင်တယ်ခဏနားပြီးမှပြန်ကြတာပေါ့လို့ပြောနေတော့မှပဲမြင်းခွာတန်တွေကိုရုတ်တရက်ကြားလိုက်ရတယ်ခမဲတော်ကငါတို့ကိုလိုက်ရှာဖို့စစ်တီတွေလွတ်လိုက်တာဖြစ်မယ်အဲ့ဒီအချိန်မှာပဲသူတို့ရဲ့ရှေ့မှာအင်မတန်လှပတဲ့ရထလုံးတစ်စီးလာရက်တဲ့ရထလုံးကနန်းတော်ကရထလုံးတွေအတိုင်းရွှေရောင်အနားသက်တွေပန်းကနုတ်လက်ရာတွေနဲ့တောက်ပနေရပဲမြင်းတွေကလည်းတော်ဝင်ခရီးတစ်ခုအတွက်ပြင်ဆင်ထားသလိုမျိုးကစားဆင်ထားတာရထလုံးမောင်းတဲ့သူကလည်းရမ်းကိုချောမောတဲ့လူငယ်လေးတစ်ယောက်ပဲနေရဘာတူလဲနင်တို့တခါမှမမြင်ဘူးပါလားမင်းသမီးကျွန်တော်ဒီပြည်နယ်ကိုရောက်တာမကြသေးပါဘူးဒီတောထဲမှာခရီးသွားတွေကိုကူညီပေးဖို့ဒီရထလုံးကိုမကြာခဏမောင်းလို့ရှိပါတယ်လမ်းမနေတဲ့ခရီးသည်တွေကိုသူတို့သွားချင်တဲ့နေရာရောက်အောင်ပို့ပေးတာပါနေရစကားပြောတာတိတ်ရင်ကြီးတာပဲနေရထလုံးကလည်းတော်ဝင်ရထလုံးတိုင်းပဲအရန်လာတယ်မင်းသမီးသာကျွန်တော်ရထလုံးနဲ့နန်းတော်ထီလိုက်မယ်ဆိုရင်ဒါဟာကျွန်တော်ရထလုံးအတွက်ခုံစရာပါပဲကြွပါမင်းသမီးတက်ပါဆိုပြီးရထလုံးတကားကိုဖွင့်ပေးလိုက်တယ်ဒါပေမဲ့မင်းသမီးရဲ့တငယ်ချင်းမိန်းကလေးကတော့အဲ့ဒီရထလုံးကိုကြည့်ပြီးစိတ်ထဲမှာတမျိုးကြီးဖြစ်နေတယ်မင်းသမီးကျမစိတ်ထဲတမျိုးပဲအဲ့ဒီရထလုံးပေါ်မတက်ရင်ကောင်းမလားလို့ရှောက်တွေးမနေပါနဲ့အေးရထလုံးကလည်းတော်ရထလုံးလိုပဲဒီလူငယ်ကလည်းရိုးရိုးသားသားနဲ့လူကောင်းတယောက်ပဲဖြစ်မှာပါအဲ့ဒီမှာရထလုံးမောင်းတဲ့လူငယ်ကရှေ့တိုးလာပြီးမင်းသမီးကျွန်တော်ရထလုံးပေါ်မှာမင်းသမီးကအရင်ဆုံးထိုင်တင်တာပါကြွပါလို့ဖိတ်ခေါ်လိုက်တဲ့အခါမင်းသမီးဆန္ဒဝရီဟာပြုံးပြုံးလေးနဲ့ရထလုံးတကားပေါက်စီကိုဖြည်းဖြည်းချင်းလျှောက်သွားပါတော့တယ်မင်းသမီးဆန္ဒဝရီဟာရထလုံးတကားဝကိုရောက်သွားတဲ့အချိန်အတွင်းထဲကိုလှမ်းကြည့်လိုက်တော့ရောင်စုံတွေလင်းလက်နေတဲ့ထူးဆန်းတဲ့အလင်းတန်းတွေကိုမြင်လိုက်ရတယ်နေ့ရထလုံးထဲမှာအရန်ကိုထူးဆန်းတဲ့အလင်းတွေလင်းနေပါလားလို့မင်းသမီးကအံ့ဩတကြီးနဲ့ပြောလိုက်တယ်အတွင်းထဲကိုတစ်ခါလောက်ဝင်ထိုင်ကြည့်လိုက်ပါအောင်ကြည့်စရာတွေအများကြီးရှိပါသေးတယ်ကြောက်ပါမင်းသမီးဆန္ဒဝရီလည်းရထလုံးထဲရောက်သွားရောဆက်စင်းမဲ့ရထလုံးတကားကအလိုလိုဝုန်းနဲ့ပိတ်သွားပါလေရောတကားပိတ်တာနဲ့ဒီကိုင်းနဲ့တကူလုံးဖြူဖွေးနေတဲ့ကြောက်စရာကောင်းတဲ့အလင်းတန်းကြီးကဖြာထွက်လာပါတော့တယ်မင်းသမီးလေးလည်းအရန်ကြောက်သွားပြီးအဲဒီနောက်မှာတော့ရောင်စုံအလင်းနေတဲ့အတူမင်းသမီးဟာကြီးမားလာတဲ့နန်းတော်ကြီးတစ်ခုတည်းကိုရုတ်တရက်ရောက်သွားခဲ့တယ်ဖေငါကရထလုံးပေါ်မှာထိုင်နေတာလေဘလို့ပြီးတော့ဒီနန်းတော်ကြီးကိုရောက်လာတာလေဒါဆိုရင်အဲ့ရထလုံးကမော်တက်နဲ့ဖန်တီးထားတာပေါ့ငါတငယ်ချင်းစကားကိုနားထောင်ခဲ့ရမှာမင်းသမီးလည်းနောင်နာရနေတော့မှာပဲလူငယ်ရဲ့အတန်ကပဲ့တင်ထပ်ပြီးထွက်လာသွားတော့တယ်အခုဆိုရင်မင်းဒီနန်းတော်တွေကနေဘယ်တော့မှပြန်ထွက်သွားလို့မရတော့ဘူးမင်းသမီးဒီနန်းတော်ကမင်းရဲ့ကန့်ကျင်ပါပဲအပြင်ဘက်မှာတော့မင်းသမီးလေးရဲ့တငယ်ချင်းမိန်းကလေးဟာတောက်ကြောက်လွန်းနဲ့ရထလုံးကိုကြည့်ပြီးဘာလို့တကားပိတ်လိုက်တာလဲမင်းသမီးလေးကိုပြင်ထုတ်ပေးစမ်းအဲ့ဒီအချိန်မှာပဲလူငယ်ရဲ့မျက်လုံးတွေကထူးဆန်းစွာတောက်ပွားလာပြီးမျက်စိတငယ်အိမ်တွေကဖြူဖွေးသွားတော့တာပဲမျက်နှာကြီးကလည်းကြောက်စရာကောင်းတဲ့ပုံစံပြောင်းသွားလိုက်တာဒါကိုမြင်လိုက်တဲ့တငယ်ချင်းမိန်းကလေးမှာနန့်ပြီးတော့အော်ဟစ်လိုက်တော့တယ်တခဏအတင်းမှာပဲလူငယ်ရဲ့ရထလုံးဟာရောင်စုံအလင်းနဲ့နေကြတဲ့မှာပျောက်ကွယ်သွားပါတော့တယ်တငယ်ချင်းမိန်းကလေးလည်းကြောက်နေကြနဲ့သတိလစ်ပြီးမြေရင်ပေါ်လဲကျသွားခဲ့တယ်သူပြန်နိုးလာတဲ့အချိန်မှာတော့တောအုပ်တစ်ခုလုံးညှင်းနှက်ပြီးတိတ်ဆိတ်နေပြီသူဟာထိုက်လန့်နေကြနဲ့နန်းတော်စီကိုပြေးလွှားသွားခဲ့တယ်နန်းတော်အပြေဘက်မှာတော့ဘရင်ရခဒီပါကစိတ်ပူပြီးလမ်းလျှောက်နေရပေါ့ဘာလို့ဒီလောက်တောင်နောက်ကျနေရတာလဲပြီးတော့ဘာလို့တယောက်တည်းပြန်လာတာလဲငါသမီးရောဘမလဲတငယ်ချင်းမိန်းကလေးကတုံတုံရင်နဲ့ဖြစ်ပျက်ခဲ့သမျှအကုန်လုံးပြောပြလိုက်တော့ဘရင်ကြီးကနင်ဘာတွေပြောနေရလဲဒါတွေကအမှန်ပဲလားနင်တို့တွေငါသမီးကိုဖျက်ဖို့ကြံစီထားကြရလား
ဟုတ်ပါဘူးရှင်မင်းကြီးကျမမျက်စိရှိတယ်မင်းသမီးလေးကရထလုံးပေါ်တက်သွားပြီးအဲ့လူနဲ့တူရထလုံးကြီးကပြက်ကွယ်သွားတာပါနောက်တစ်နေ့မနေ့ရောက်တော့တပီလုံးဒီတဲ့ကြောင့်ရုပ်ရုပ်တဲတဲတွေဖြစ်ကုန်ပါတော့တယ်ဘီရင်ရက်ခဒီပါဟာညီလာခံမှာထိုင်နေရင်ဒေါသတကြီးနဲ့ဝင်ကြီးနေကင်းကြောင်တာငါသမီးကိုဖမ်းခေါ်သွားတဲ့အဲ့ရထလုံးမောင်းသမားကဘာလို့လဲဆိုတာချက်ချင်းစုံစမ်းသူဟာမှော်စရာဒါမှမဟုတ်အောက်လန်းစရာတယောက်ပဲဖြစ်ရမယ်စစ်တီတွေကိုတောထဲကိုလွတ်လိုက်ဘလို့နီးနေပဲဖြစ်ဖြစ်ငါသမီးကိုဘင်းကင်းကင်းနဲ့ပြန်လို့ခြင်းနဲ့စစ်တီတွေလည်းတတော်လုံးကိုနှံ့နေအောင်ရှာကြပေမဲ့ရထလုံးမောင်းသမားရဲ့အရေးအယောင်တော့မတွေ့ရဘူးညနေဆောင်တော့ဝင်ကြီးကခေါင်းလိုက်ဆိုင်ချပြီးပြန်လာတယ်အရှင်မင်းကြီးစစ်တီတွေဟာတောနဲ့ရှာခဲ့ပေမဲ့ရထလုံးရောလူရောဘာမှမတွေ့ရပါဘူးကျွန်တော်တို့နမကြီးဆရာတွေကိုကိုညီတောင်းကြည့်ပေမဲ့သူတို့လည်းလက်လျှော့သွားကြပါပြီရှင်မင်းကြီးဒါဘာတွေဖြစ်ကုန်တာလဲငါသားမင်းသားတွေဝါကလည်းရေးကြီးကိစ္စနဲ့လွတ်လိုက်တာအခုထိပြန်မလာသေးဘူးသူသာရှိရင်တခုခုတော့အကြံထုတ်နိုင်မှာပဲဝင်ကြီးမင်းသားဗမာလဲဆိုတာချက်ချင်းသွားဆောင်စမ်းဒီအချိန်မှာပဲမင်းသားဒေဝါကတော့သူ့ရဲ့ဆန်အိမ်ဝင်ထဲမှာအေးစစ်စစ်ထိုင်နေတော့ဝင်ကြီးကစစ်တီတယောက်နဲ့တူရောက်လာခဲ့တယ်မင်းသားဒီမှာရှိနေမယ်ဆိုတာကျွန်တော်သိပါတယ်ဒါနဲ့မင်းသားမရှိတော့နန်းတော်ထဲမှာဘာတွေဖြစ်နေတယ်လဲဆိုတာသတင်းကြားပေးပြီလားအဲ့ဒီအချိန်မှာပဲအိမ်ထဲကနေသူ့ကလျာထွက်လာတယ်သူ့ကလျာကိုမြင်တော့ဝင်ကြီးကအံ့ဩသွားပြီးဟောဗျာကြည်စမ်းမအောင်ဒီမိန်းကလေးကအစင်ကန်နဲ့လည်းမတူဘူးဝတ်ထားတာကလည်းတော်ဝင်ဝတ်စားနေပဲမင်းသားဘလို့ဖြစ်တာလဲသူ့နာမည်ကသူ့ကလျာပါကျွန်တော်သူ့ကိုလက်ထပ်လိုက်ပြီအခုသူကကျွန်တော်ဇနီးပဲဒီအကြောင်းကိုအရှင်မင်းကြီးသိလားမပြောရသေးဘူးလို့ဖြေပြီးသူ့ကလျာကိုအိမ်ထဲဝင်ဖို့အချက်ပြလိုက်တယ်သူ့ကလျာအိမ်ထဲဝင်သွားတော့မှဝင်ကြီးကအခုနန်းတော်ထဲမှာပြဿနာကြီးကြီးမားမားတက်နေပါပြီဘာပြဿနာလဲမင်းသမီးဆန္ဒဝရီဖမ်းခံလိုက်ရပြီဆိုပြီးဖြစ်ပျက်သမျှအကြောင်းစုံကိုအသေးစိတ်ပြောပြလိုက်တယ်ဝင်ကြီးကျွန်တော်လက်ထပ်ထားတဲ့အကြောင်းကိုခမဲတော်ကိုခုချက်ချင်းမပြောပါနဲ့အောင်အချိန်တန်ရင်ကျွန်တော်ကိုယ်တိုင်ပြောမယ်နန်းတော်ကိုခုချက်ချင်းသွားကြစို့တိတ်မကြခင်မှာပဲမင်းသားဟာဘီရင်ကြီးရဲ့ရှေ့ကိုရောက်သွားပါတယ်တာပြန်လာတာဘာလို့ဒီလောက်တောင်နောက်ကျနေကြတာလဲရထလုံးမောင်းတဲ့သူကြောင့်ဘာသတင်းများရခဲ့လဲကျွန်တော်တောင်းပန်ပါတယ်ဒါနဲ့အဲ့လူကြောင့်ဘာမှမသိရသေးဘူးလားဘာမှမသိရသေးပါဘူးဘာလို့အမှန်ကိုမသိတော့ဘူးအရင်ဆုံးညီမလေးဆန္ဒဝရီရဲ့တငယ်ချင်းမိန်းကလေးကိုခေါ်ပေးပါအဲ့ဒီရထလုံးမောင်းတဲ့သူကဘလို့ပုံစံလဲဆိုတာကျွန်တော်သိချင်တယ်ခမဲတော်လူတယောက်ရဲ့ပုံမှန်တံကိုကြားရုံနဲ့ပုံလူဆွဲနိုင်တာခမဲတော်လည်းသိသားပဲလို့ပြောတော့ဘီရင်ကြီးကမင်းသမီးရဲ့တငယ်ချင်းမလေးကိုချက်ချင်းခေါ်ခိုင်းလိုက်တယ်အဲ့ဒီလူကဘလို့ပုံလဲဆိုတာငါ့ကိုအသေးစိတ်ပြောပြပါအောင်လို့မေးတော့တငယ်ချင်းမိန်းကလေးကသူ့မျက်နှာမျက်လုံးနဲ့အမူအရာတွေကိုတစ်ခုချင်းစီအသေးစိတ်ပြောပြတာပေါ့ခဏနေတော့ပုံတူကားလေးတကားထွက်လာတယ်ရှင်မင်းကြီးသူ့ပုံကဒီပုံပါပဲလို့တငယ်ချင်းမိန်းကလေးကအတီးပြတော့ဘီရင်ကြီးကပုံကိုကြည့်ပြီးလန့်သွားတယ်ဟမ်နင်တကယ်ပြောတာလားလို့ဘီရင်ကြီးကထပ်မေးတော့မင်းသားကခမဲတော့ကျွန်တော်လူတွေရဲ့မျက်လုံးကိုဖတ်တတ်ပါတယ်သူလိန်နေတာမဟုတ်ဘူးဒါနဲ့ခမဲတော်ကဒီပုံပုံမြင်တာနဲ့ဘာလို့လန့်သွားရတာလဲခမဲတော်ကသူ့ကိုသိနေလို့လားမဟုတ်ပါဘူးငါမသိပါဘူးသူ့စကားကိုမယုံနိုင်လို့ပါဆိုပြီးစကားဖြတ်ခါအမျက်မဲ့ထွက်သွားပါတော့တယ်မင်းသားဒီပုံကိုတပီလုံးနဲ့ဝင်ငှလိုက်ရမလားမလုံးနဲ့ဝင်ကြီးပုံတွေအများကြီးထပ်ဆွဲဖို့အချိန်မရှိဘူးကျွန်တော်ကိုယ်တိုင်ပဲဒီပုံနဲ့လိုက်ရှာမယ်နင်းသားဟာတပီလုံးနဲ့လိုက်ရှာရင်းနဲ့တရက်မှာတော့ရောက်တရွာကိုရောက်သွားပြီးလူတစ်ယောက်ကိုပုံပြပြီးမိလိုက်တယ်ဒီလူကိုသိလားသိရပေါ့သူ့နာမည်ကမိုးဟန်တဲ့ရင်းလဲမောင်းတာလေဒါပေမဲ့လွန်ခဲ့တဲ့ရက်ပိုင်းကသူပျောက်သွားတယ်ဟိုကတဲကသူ့တဲပဲသူကသူ့ညမလေးနဲ့တူနေတာမိုးဟန်ကမြင်းလဲမောင်းရင်အလုပ်သွားရကနေပြန်မလာတော့ဘူးသူ့ညမလေးကအကြာကြီးစောင့်နေပေမဲ့နောက်တော့သူလည်းဒီတဲကနေထွက်သွားတယ်လေရွာမှာတယောက်တည်းဖြစ်နေတော့လူတွေကသူ့ကိုမကောင်းတဲ့အမြင်နဲ့ကြည့်ကြတာကိုမင်းသားကတဲအိုနာကိုသွားတဲ့ချိန်မှာပဲနေကဘသူလဲဆိုတဲ့အတန်ကြီးအနောက်ကနေထွက်လာတယ်ကြည့်လိုက်တော့ရသိတဲ့ဘာကိုတွေ့လိုက်ရတယ်မင်းသားကဂါရဝပြုတ်ပြီးကျွန်တော်ကဒီပြည်နယ်ကမင်းသားပါဆိုပြီးဖြစ်သမျှအကြောင်းစုံကိုပြောပြလိုက်တယ်ရသေးကထူးဆန်းတဲ့အပြုံးနဲ့ပြုံးပြပြီးမင်းရှာနေတဲ့မြင်းလဲကဒီမှာမရှိဘူး
အဲ့ဒါကကျိန်စာတင့်ကြောက်ကဘာအောက်မှာရှိတယ်။အဲ့ဒီမြင်းလဲကိုတွေ့ပြီးဆိုရင်တော့မင်းသွားကျင်တဲ့နေရာကိုလည်းရောက်သွားလိမ့်မယ်။အဲ့လိုပြောပြီးရသိလဲပြောက်ွယ်သွားပါတော့တယ်။မင်းသားဒေဝလည်းအချိန်မဆွဲတော့ပဲမြင်းကိုလှည့်ပြီးကျိန်စာတင့်ကြောက်ကဘာစီကိုအပြင်းနှင်လာခဲ့တယ်။အကြာကြီးခီးညင်မိရဲ့နောက်ကြောက်ကဘာထက်ကနေအကုံငုံကြည့်လိုက်တဲ့အခါမင်းသားဟာမျက်လုံးအပြူးသားဖြစ်သွားရတယ်။ကြောက်ထဲမှာပြက်စီးနေတဲ့မြင်းလဲအဆုပ်ကြီးတစ်စီးကျနေတာကိုမင်းသားဟာကြောက်ဆောင်တွေကိုအားပြုပြီးကြောက်ထဲကိုဆင်းသွားခဲ့တယ်။အနားရောက်လို့မြင်းလဲကိုကြည့်လိုက်တော့ဟမ်ညီမလေးရဲ့တငယ်ချင်းပြောတာတော့ရထလုံးကအရန်လှတယ်ဆိုအခုတော့ပြက်စီးနေတဲ့မြင်းလဲအဆုပ်ကြီးပါလားမင်းသားကမြင်းလဲကိုစုံစမ်းစစ်ဆေးရင်းနဲ့ပြက်နေတဲ့တကားဝါကနေအတွင်းထဲကိုလှမ်းဝင်လိုက်တဲ့အခါဝုန်းကနေရောင်စုံအလင်းတွေထွက်လာပြီးမင်းသားဟာကြီးမားလာတဲ့နန်းတော်ကြီးတစ်ခုထဲကိုရောက်သွားပါတော့တယ်။ဒါကဘလို့ဖြစ်တာလဲ။မြင်းလဲထဲမှာနန်းတော်ကြီးပါလား။ဒါရီအားလုံးကမော်တက်တွေပဲလို့တွေးနေတော့ငိုတန်တစ်ခုကိုကြားလိုက်ရတယ်။ဒါငါညမလေးအတန်ပဲဆိုပြီးအတန်လာရနောက်ကိုပြေးသွားလိုက်တာ။အခန်းတစ်ခုထဲမှာငိုနေတဲ့ရင်းသမီးဆန္ဒဝရီကိုတွေ့လိုက်ရတယ်။အကိုကြီးရောက်လာပြီလားဆိုပြီးဝမ်းသာအားရပြောနေတော့မှပဲရထလုံးမောင်းသမားလူငယ်ကရောင်စုံအလင်းတွေကြားထဲကနေထွက်ပေါ်လာတယ်။ကြည်စမ်းမအောင်ဘသူရောက်လာတာလဲအကိုကြီးဆိုပါလားငါကတော့သူ့အဖေရောက်လာပြီးဒီကနေဘယ်တော့မှပြန်မထွက်နိုင်အောင်လုပ်မလို့ပဲကိစ္စမရှိပါဘူးအဖေမလာတော့လဲတားလာတာပေါ့ကြည်စမ်းမအောင်လို့လှောင်ပြောင်းလိုက်တယ်မင်းကဘာလုပ်လဲငါညမကိုဘာလို့ဖမ်းထားရတာလဲအိုးမင်းသားရဲ့ဓာကြီးကိုမြင်ရတာကြောက်လိုက်တာတေပြီးသားလူကိုတတ်မယ်လို့ချင်းချောက်နေရလားဘာတေပြီးသားလူဟုတ်လားနေကအသက်ရှင်နေတာပဲဟောင်းအဲ့လိုပြောလိုက်တော့မိုးဟန်ရဲ့မျက်နှာကကြောက်စရာကောင်းတဲ့ပုံစံပြောင်းသွားတယ်ငါနာမည်ကမိုးဟန်ငါဘဝဒီလိုဖြစ်သွားတာတခြားသူကြောင့်မဟုတ်ဘူးမင်းရဲ့အဖေဘရင်ရခဒီပါကြောင့်ပဲငါသူ့မိသားစုတစ်ခုလုံးကိုမဖြတ်စည်းရမချင်းစိတ်အေးရမှာမဟုတ်ဘူးမင်းဘာတွေပြောနေရလဲလို့မင်းသားကမေးတဲ့အခါမိုးဟန်ကအတိတ်ကအဖြစ်အပျက်တွေအားလုံးကိုပြောပြပါတော့တယ်လွန်ခဲ့တဲ့အချိန်တုန်းကမိုးဟန်ဟာတော်လန်တိုင်းမြင်းလဲလေးမောင်းပြီးအိမ်ပြန်လာနေတာပေါ့အဲ့ဒီအချိန်မှာမျက်နှာဖုံးဆွထားတဲ့လူတစ်ယောက်ကမြင်းနဲ့ရှေ့ကနေပိတ်ရက်လိုက်တယ်မင်းယူနေရလားဘာလို့ရှေ့ကနေပိတ်ရက်တာလဲထိုသူကမျက်နှာဖုံးကိုဖယ်လိုက်တဲ့အခါအိုးအရှင်မင်းကြီးရခဒီပါပါလားကျွန်တော်မျိုးမသိလို့ပါတောင်းပန်ပါအရှင်မင်းကြီးမိုးဟန်လည်းတော်တော်ရင်နဲ့တောင်းပန်လိုက်တယ်လျှို့ဝှက်ချက်တစ်ခုကိုငါသိထားတယ်ဟိုးတာမောကကူထဲမှာအဖိုးတာစိတ်နေရှိတယ်အဲ့ဒါတွေကိုငါသွားယူချင်တာဘသူ့ကိုမှမယုံလို့တယောက်တည်းသွားမလို့ပဲဒါပေမဲ့မင်းကိုတွေ့တော့နင်းလက်နဲ့သွားရင်ကောင်းမလားလို့ငါ့ကိုအဲ့ထိပို့ပေးရင်မင်းလိုချင်တဲ့လောက်ဆွတ်လက်ပေးမယ်အဲ့ဒီကူကဘာမှလဲအရှင်မင်းကြီးကျိန်စာတင့်ကြောက်ကဘာရဲ့အလွန်မှာဟာရှင်မင်းကြီးအဲ့ဒီနေရာကိုဘယ်သူမှမသွားရကြဘူးလေကျိန်စာတက်နေတယ်လို့ပြောကြတယ်ငါကမင်းကိုအကူအညီတောင်းနေတာမဟုတ်ဘူးဒါကငါရဲ့အမိန့်ပဲကျိန်စာဆိုတာမရှိဘူးစိတ်နေသာရရင်ငါမင်းကိုအများကြီးပေးမှာပေါ့လို့ပြောပြီးမိုးဟန်ကိုအတင်းခေါ်သွားပါတော့တယ်ကဲသွားကြစို့လို့အမိန့်ပေးလိုက်တော့မိုးဟန်ဟာမသွားချင်မဲနဲ့ရထလုံးကိုမောင်းခဲ့ရတော့တာပေါ့မကြခင်မှာပဲသူတို့ဟာကျိန်စာတင့်ကြောက်ကဘာကိုဖျက်ပြီးဂူတကူရဲ့ရှေ့ကိုရောက်လာကြတယ်ဘရင်ကြီးဟာဂူထဲဝင်သွားပြီးခဏနေတော့ရှီဟောင်းတစ်တာတစ်လုံးကိုကင်ပြီးပြန်ထွက်လာတယ်ဒီထဲမှာအဖို့တန်စိတ်နေရှိရဲ့ဟဲ့ငါတရှိုးတွေပေးတဲ့တဲ့င်းကမှန်တာပဲကဲငါမြင်ရှိတဲ့နေရာကိုပြန်မောင်းတော့ညကလည်းအရန်မောင်နေပြီဆိုတော့ကြောက်ကဘာနာရောက်တဲ့အခါမြင်းတွေကလမ်းကိုတေချာမမြင်ရတော့ဘူးအဲ့ဒီမှာပဲမြင်းတွေကချီထော်ပြီးရထလုံးကြီးကကြောက်ကဘာစွန်းမှာတချမ်းဆောင်းသွားပါလေရောဘရင်ကြီးကအန်ရယ်ကိုရိတ်မိတာနဲ့ရထလုံးပေါ်ကနေအပြင်ကိုလွတ်ခနဲခုံချလိုက်ပေမဲ့မိုးဟန်ကတော့ရထလုံးနဲ့အတူကြောက်ထဲကိုပြုတ်ကျလို့နေပါဖြစ်နေတာပေါ့အရှင်မင်းကြီးကျွန်တော်ကိုကူဝေးပါအောင်ကျွန်တော်လှုပ်လိုက်ရင်ပြုတ်ကျတော့မှာလက်ပေးပါအောင်ရှင်မင်းကြီးမိုးဟန်ကအသေးအံအော်ဟစ်ကူညီတောင်းတော့တာပေါ့ဒါပေမဲ့ဘရင်ကြီးကအရင်ဆုံးမင်းနောက်ကစိန်တက်တာငါ့ကိုပြီးမှငါဆွဲတင်မယ်မိုးဟန်လည်းကရုံရင်နဲ့တက်တာကိုပေးလိုက်တဲ့အခါဘရင်ကြီးကတက်တာကိုယူပြီးဟားတိုက်ရီတော့တာပဲမင်းလိုလူအကိုငါဘာလို့ကယ်ရမှာလဲမလောက်ပါနဲ့အရှင်မင်းကြီးကျွန်တော်မှာတစ်ထပ်ခဏညီမလေးတယောက်ရှိပါတယ်ကျွန်တော်တခုဖြစ်သွားရင်သူဘယ်လိုလုပ်မလဲ
မိုးဟန်ဟာဘရင်ကြီးကိုငွေရိုပြီးတော့တောင်းပန်ရှာတယ်။ဒါပေမဲ့ရက်ဆက်လာတဲ့ဘရင်ကြီးကလက်ထလုံးကိုခြေထောက်နဲ့တစ်ချက်တည်းကန်ချလိုက်ပါတော့တယ်။လက်ထလုံးကြီးဟာမြင်းနေတဲ့တူဂျာထဲကိုဝုန်းနဲ့ပြုတ်ကျသွားပြီးမိုးဟန်လည်းအမှောင်ငူထဲမှာပျောက်ကွယ်သွားခဲ့တယ်။ဘရင်ကြီးကတော့ပြုံးပြုံးကြီးနဲ့ပြန်သွားတော့တာပေါ့။ဘရင်ကြီးကအဲ့ဒီကြောက်ဟာတကယ်ကျိန်စာတက်နေမှမသိခဲ့ဘူး။ငါကသေသွားပေမဲ့ကျိန်စာမိပြီးနနာဘာဝဖြစ်သွားခဲ့ရတယ်။အဲ့ဒါကြောင့်ငါကကလစားချေကိုဆုံးဖြတ်ခဲ့တာ။ငါအိမ်ပြန်မလာတော့ငါညမလေးလည်းပျောက်သွားတယ်။သူနဲ့စစ်ဆက်ထားတဲ့သူကလည်းပြစ်သွားတယ်။ကဲမင်းသားကျွန်တော်လောက်တာမှားသလားမှန်သလားပြောပါဦး။တငယ်ချင်းမင်းကတကယ်ပဲမတရားခံခဲ့ရတာပဲ။ဒါနဲ့မင်းရဲ့ညမလေးနာမည်ကဘာတူလဲ။သူ့ကလေးอ่ะမင်းသားဟာထိတ်လန့်သွားပြီးအိတ်ထဲကပုံတူကားကိုထုတ်ပြလိုက်တယ်။ဒါကမင်းညမလေးမဟုတ်လား။ဟုတ်ပါတယ်။ဒါပေမဲ့ဒီပုံကမင်းသားစီကိုဘယ်လိုရောက်နေတာလဲ။တငယ်ချင်းမင်းရဲ့ညမလေးကအခုငါ့ရဲ့ဇနီးတယ်ဖြစ်နေပြီလို့ပြောပြီးမင်းသားကခေချောင်းကုန်စင်ကိုရှင်းပြလိုက်တယ်။ငါအဖေကတော့အပြစ်လုပ်ခဲ့တယ်။ဒါပေမဲ့တရားမျှတမှုကအရာအလုံးရဲ့အထက်မှာရှိပါတယ်။ငါ့ကိုတတ်လို့မင်းစိတ်ကျဉ်နေမယ်ဆိုရင်တတ်လိုက်ပါ။ငါစင်နစ်မှာပဲ။မင်းသားကပြောလိုက်တဲ့အခါမိုးဟန်ကငိုချလိုက်ပါတော့တယ်။ကျွန်တော်ညမလေးကိုမင်းသားကဂုံတိတ်ခါရှိရှိဆောက်ရှောက်ပေးထားတာပဲ။ကျွန်တော်မှားသွားပါတယ်လို့ပြောရင်မိုးဟန်ဟာရောင်စုံအလင်းနဲ့တွေကြားထဲမှာပျောက်ကွယ်သွားပြီးမော်နန်းတော်ကြီးလည်းလွင်ပါပျောက်ကွယ်သွားခဲ့တယ်။မင်းသားနဲ့မင်းသမီးတို့ဟာကြောက်ကဘာအောက်ကရထလုံးစုပ်ကြီးပေးမှာပြန်ရောက်နေတာပေါ့။မင်းသားကညမလေးကိုခေါ်ပြီးဆန်အိမ်ကိုပြန်လာခဲ့တယ်။သူ့ကလေးကိုအကြောင်းဆောင်ပြပြတော့သူ့ကလေးလည်းရှက်ကြီးတငယ်ငိုပါတော့တယ်။အဲဒီနောက်၃ယောက်သားနန်းတော်ကိုသွားကြတယ်။ဘရင်ကြီးကသမီးတော်ကိုမြင်တော့ဝမ်းသာသွားပေမဲ့သူ့ကလေးကိုမြင်လိုက်တော့လန့်သွားတယ်။မင်းသားကအမှန်တရားအလုံးကိုဖော်ထုတ်လိုက်ပြီးခမဲတော်ကဘရင်တစ်ပါးဖြစ်ပြီးတော့လောဘစောတွေတက်ခဲ့တာကိုမိုးဟန်ရဲ့ပုံကိုမြင်တော့ကဘာလို့လန့်သွားလဲဆိုတာကျွန်တော်ခုမှပဲနားလေတော့တယ်။ဘရင်ကြီးလည်းအမားကိုနှောင်းလိုက်ရပြီးငါ့ကိုခွင့်လို့ကြပါလို့ငွေလိုတောင်းပန်နေပေမဲ့မင်းသားကတော့ခမဲတော်ဖျားသခင်စီမှာပဲခွင့်လွှတ်မှုတောင်းခံလိုက်ပါခမဲတော်ရဲ့အဖြစ်အတွက်ဝှကျွေးပြန်ဆက်ရပါမယ်ဆိုပြီးသူ့အဖေကိုထောင်ထဲမှာပိတ်ထားဖို့အမိန့်ပေးလိုက်ပါတော့တယ်။ဒါကတော့လောဘအပြစ်နဲ့ကလစားချင်မှုတွေကနေဖြစ်ပေါ်လာတဲ့ထူးဆန်းတဲ့ရထလုံးနဲ့မော်နန်းတော်ကြီးရဲ့ပုံမြင်လေးပဲဖြစ်ပါတယ်။အမားလို့ရင်အပြစ်ဒဏ်ခံရမှာပဲဆိုတဲ့အမှန်တရားကိုဖော်ပြသွားတာပါ။မတရားမှုနဲ့လှည့်ပြားမှုတွေဟာခဏတာအောင်နိုင်တဲ့အောင်ထင်ရပေမဲ့ရေရှည်မှာတော့အမှန်တရားနဲ့မြစ်တာတရားကသာအောင်ပွဲခံနိုင်တယ်ဆိုတာပါပဲရှင်။ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရှုပေးကြတဲ့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။နောက်ဗီဒီယိုလေးမှာပြန်ဆောင်ကြပါမယ်နော်။